တာကြီးမင်းပြန်ခဲ့ပါပြီစင်ရောပြေခဲ့ရတယ် ဤပါလေကွာ စင်ပြေရပြောကွာမင်းမျက်နှာကြီးကဘာဖြစ်တာလဲ ငါမျက်နှာဒီတိုင်းပဲလေကွာအမိမွေးကြတယ် ဟာမင်းကွာမင်းနာမည်နဲ့လာလိန်နေကြည့်ရမင်းကတော်လိုင်းလုံးကပေါင်းလာမဟုတ်ပါဘူးကွာဘာဖြစ်တာလဲပြောတာပြောစမ်း ပြောတော့မင်းကဘာလုပ်ပြီးနေမှာမလို့လဲ ဘာလဲအိမ်ထဲအစ်စ်တွေမရလားငါတို့လည်းမရပါဘူးကွာ မဟုတ်ဘူးကွာအခုကတိုင်ရင်ကိစ္စခွဲမှုနဲ့ရင်မှုနဲ့ပြောနေအောင်ငါကြားခဲ့တယ် ဘာလဲငါတို့ပြန်ရမယ်နေကိုလား ပြန်မဲ့နေကိုကြားလို့ရှိရင်ငါမျက်နှာဒီလိုနေပါမလားကွာ ဒါဆိုပါလဲကွာ ဒီလိုကွာ ခွဲမှုရ ပြရင် ခုနောက်ပိုင်းတော်လိုင်းရေးလောက်ရတာလူပင်မနာထက်စိတ်ရမ်းပင်မလာတယ်စင်ပြေပါဘူးကအချက်ကချပြီးရဲ့တိုင်ရင်သုံးစိတ်ကိုချွေတာပြီးတုံးမှုဆိုတာလေမဖြစ်နိုင်ပြန်ဘူးဗန်နိုင်မှုကလည်းညီးလာပြီ ဟုတ်ကဲ့ရှင်မကျွန်တော်လည်းတိုင်သုံးလေးအတွက်အပြင်းနေရှားနေပါလေရှင်မ အေးကွာငါလည်းဘာလို့လိုအမှန်းကိုမသိတော့ဖြစ်နေပြီးခဲ့တဲ့ဒီဇင်ဘာလမှာလဲသုံးစိတ်တွေများဖာမလားဆိုပြီးမြို့ဦးတီရောင်းကြည့်ရအစမို့လို့လားမသိပါဘူးကွာတိတ်မရောဘူး အရှင်လားနဲ့ဆိုင်တော့ဒီလားရောင်းအောင်ပိုကောင်းလာမှာပါရှင်မဘာလို့ဆိုတော့ရင်လားကပထမဆုံးလားဆိုတော့ကျွန်တော်တိုင်ရင်နေနဲ့ဒီထောက်ဖို့ဒီရောင်းနေဆိုလဲလူတိုင်းမသိဘူးလေဒီလားကတော့တော်တော်များများသိလာပါပြီရင်လားနဲ့ဆိုင်ပိုရောင်းအောင်ကောင်းလာမှာရှင်စင်ပြေမှာပါရှင်မအကုန်လုံး ဟိုလည်းဟုတ်တယ်ကွာရှင်းနောက်တန်းသုံးစိတ်တူပြီးတော့ငါတို့တင်တန်းတော်ကိုကြားစိတ်တူနဲမှမနေရဒါပြီးငါတို့ရဲ့တန်ရရဲဘော်တွေစီကုတစိတ်တူကြောက်ဆုံးတော်ရဲဘော်တွေရဲ့ပတ်ပံ့ငွေဘယ်လိုမလဲဘူးကွာ အေးကွာဒီကြားတဲ့ပုံစင်းလုံးနေအကြီးနေစင်မပြေပါဘူးကွာဘာလို့ဘာကန်ရမှန်းကိုမသိတော့ဘူး ဘာလဲမင်းကတန်ရင်တွေဝေရှာပေးနေတာလား အေးဟုတ်တယ်ငါတတ်နိုင်တယ်လို့ပေါ့ကွာဘာမှမလုပ်ပေးရတဲ့ဆိုင်အခုလုပ်ပြီးတော့အဆင်ပြေမယ်လို့ထင်တာပဲ အေးအဲ့ဆိုငါပြောပြမယ်ငါတို့တွေတန်ရင်တွေထပ်ဖို့ထီကူအောင်ပြီးလို့ရှိရင်ဟောတန်ရင်ဒါနာငွေကူရှာပေးရရောက်တာပေါ့မဟုတ်ဘူးလား အေးမင်းကြံမစိုးဘူးကွာ အသက်ပေးပြီးစက်တိုက်နေတဲ့ကျွန်တော်တို့ရဲဘော်တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းရလဲစကားစအောင်တော်လိုင်းချင်းတစ်မျိုးပါပဲလက်နဲ့ကင်တိုက်ပွဲဝင်မှာတော်လိုင်းလောက်တာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့တိုင်ရင်ကရောင်းတဲ့ထပ်ဖို့ထီလေးကိုအားပေးကြအောင်ဗျ